ယုံကြည်ခြင်းရှိတဲ့စာငတ်တဲ့လူစီ prophet ပြုခြင်းတွေရောက်သွားမှာဖြစ်တယ် hallelujah hallelujah ဒီနေ့မှာကျွန်မသင်ပေါ်မှာကြီးညာခြင်းတယ်ကျွန်မသင်ပေါ်မှာကြီးညာခြင်းတယ်ကောင်းကြီးမင်္ဂလာပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုကျွန်မယုံကြည်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာဟာဒီနေ့သင်တို့ဘဝအသက်တာတစ်ခုလုံးသိဆောင်သွားမှာဖြစ်တယ်ဖခင်ရဲ့စကားတကူပါတယ်ဖခင်ရဲ့ကောင်းကြီးပေးစကားတကူပါတယ်ဖခင်ကကျွန်မကိုခန့်အပ်တဲ့အတိုင်းယေဘရဟိအနေနဲ့သင်တို့ပေါ်မှာကျွန်မကြေညာတယ်ဖခင်ကောင်းကြီးမင်္ဂလာကိုသင်တို့ပေါ်မှာကြေညာတယ်ယေရှုခရစ်တော်အဘိခတ်သိမ်းသောကောင်းကြီးမင်္ဂလာတွေကသင်တို့အတွက်ဖြစ်လာပြီဖခင်ရဲ့ကောင်းကြီးမင်္ဂလာခတ်သိမ်းဓမ္မကောင်းကြီးမင်္ဂလာတွေအားလုံးသင်တို့အတွက်ဖြစ်လာပြီခန္ဓာပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာတွေသင်တို့အတွက်ဖြစ်လာပြီစိတ်ပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာတွေသင်တို့အတွက်ဖြစ်လာပြီဝိညာဉ်ရေးရာကောင်းကြီးမင်္ဂလာတွေသင်တို့အတွက်ဖြစ်လာပြီဖခင်ကကျွန်မတို့ကိုဒီ66ဆောင်လုံးမှာပြင်ဆင်ပေးတဲ့ကောင်းကြီးမင်္ဂလာသင်တို့ပေါ်မှာတက်ရောက်ပါစေဟာလေလုယာဣသရေလလူမျိုးတွေကိုဖခင်ပေးခဲ့တဲ့ကောင်းကြီးမင်္ဂလာတွေသင်တို့ပေါ်မှာတက်ရောက်ပါစေအာဗြဟံရဲ့မျိုးနွယ်ယေရှုခရစ်တော်အပြင်အာဗြဟံရဲ့အမျိုးနွယ်တွေကျွန်တော်တို့ဖြစ်ပြီးဖြစ်တဲ့အတွက်အာဗြဟံမျိုးနွယ်ရဲ့ကောင်းကြီးမင်္ဂလာတွေသင်ပေါ်မှာတက်ရောက်ပါစေ။တရားကောင်းကြီးခံစားရတဲ့လူဖြစ်တယ်။တရားမျိုးမှာနေတဲ့ချိန်မှာကောင်းကြီးခံစားမျိုးဆိုတဲ့နေရာကဘာလဲဆိုလို့ရှိရင်ဒီကျမတို့ရဲ့နိုင်ငံကျမတို့ရဲ့ကျင်လေတွာလာတဲ့နေရာပြောတာဖြစ်တယ်။သင်ဟာတင်တွာလာတဲ့နေရာမှာကောင်းကြီးရှိတဲ့သူဖြစ်တယ်။ယေရှုနာမ၌ချိန်ညာသင်ဟာတင်တွာလာတဲ့နေရာမှာလွှမ်းမိုးမှုရှိတဲ့သူဖြစ်လိမ့်မယ်။ You will be an influencer ။သင်ဟာတွားလေရမှာမျက်နှာသာရလိမ့်မယ်။သင်ရဲ့မြို့ထဲမှာသင်အတွက်နေရာဖခင်ကပြင်ဆင်ပေးတာ။သင်ဟာဒီမြို့မှာသင်ကိုဖခင်ကအမြင့်ဆုံးနေရာမှာနေရာကျစေ။ဒီမြို့မှာအမေမဖြစ်ဘဲနဲ့ခေါင်းဖြစ်ရတဲ့ခွင့်ဘုရားခင်သင်ကိုပေးမြို့ဆိုတဲ့လူတွေမြင်ရတဲ့နေရာတိုးတက်ဖွံ့ဖြိုးတဲ့နေရာမှာသင်ကအသီးသီးတဲ့သူဖြစ်လိမ့်မယ် You shall be developed သင်တို့ဟာကြီးထွားတဲ့လူတွေဖြစ်လိမ့်မယ်မြို့ဆိုတာကြီးထွားတဲ့နေရာဖြစ်တယ်သင်တို့ဟာကြီးထွားလိမ့်မယ်သင်တို့ဟာတိုးပွားလိမ့်မယ်သင်ရဲ့နာမည်ကကောင်းတဲ့နာမည်နဲ့ပြည့်စုံလိမ့်မယ်မြို့မှာသင်ဟာနာမည်ကြီးလိမ့်မယ်ယေရှုနာမနဲ့ကောင်းကြီးပေးတယ်သင်နာမည်ဟာခေါင်းဆောင်မှုနဲ့တွဲလိမ့်မယ်သင်နာမည်ကစီးပွားရေးအောင်မြင်ခြင်းနဲ့တွဲလိမ့်မယ်သင်နာမည်ကအမှုတော်အောင်မြင်ခြင်းနဲ့တွဲလိမ့်မယ်သင်နာမည်ဟာလူမှုဆက်ဆံရေးနယ်ပယ်မှာကြော်စောလိမ့်မယ်လူတွေကသင်နာမည်ကိုကြားရင် honorable ဖြစ်တယ်ဒီလူကဂုဏ်တရားရှိတဲ့လူလို့ပြောရလိမ့်မယ် Your name shall be great Your name shall be a great nameသင်ရဲ့နာမကိုငါချီးမြှင့်စေမယ်အာဗြဟံပေါ်မှာဘုရားကြီးညာတဲ့အတိုင်းပဲသင်ရဲ့မြို့မှာဘုရားကသင်ရဲ့နာမည်ကိုဒီနေ့ချီးမြှင့်စေလိမ့်မယ်သင်ဟာဒီမြို့ရဲ့နာမည်ကြီးဖြစ်လိမ့်မယ်ဘာကြောင့်မလဲဆိုအဲ့ဒီမြို့ရဲ့ပြဿနာတွေဖြေရှင်းပေးနိုင်တဲ့သူဖြစ်မယ်ယေရှုနာမနဲ့ကောင်းချီးပေးတယ်သင်ဟာမြို့ရဲ့ပြဿနာတွေဖြေရှင်းပေးနိုင်တဲ့သူဖြစ်မယ်မြို့တွေကိုငြိမ်းချမ်းရေးယူလာတဲ့လူဖြစ်မယ်မြို့တွေကိုပညာရေးယူလာတဲ့သူဖြစ်မယ်မြို့တွေကိုစီးပွားရေးကောင်းမွန်ခြင်းနဲ့ယူလာတဲ့လူဖြစ်မယ်မြို့တွေကိုဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ယူလာတဲ့လူဖြစ်လိမ့်မယ်သင်ဟာလူတွေအတွက်ထုံးလင်းတဲ့အလင်းဖြစ်လိမ့်သင်ဟာမြို့မှာထုံးလင်းတဲ့အလင်းဖြစ်မယ်ဒီလိုပြောတဲ့ကျမ်းစာကတောင်စလားအောက်မှာသင်ရဲ့အလင်းကိုမဖုံးရအောင်တောင်ထိပ်၌တည်တဲ့မြို့ဖြစ်မယ်သင်ဟာမြို့ထဲမှာတောင်ထိပ်မှာတည်တဲ့သူဖြစ်လိမ့်မယ်သင်ကိုလူတွေကကြည့်ပြီးတော့အလင်းကိုမြင်လိမ့်မယ်ယေရှုခရစ်တော်ရဲ့အလင်းကိုမြင်လိမ့်မယ်ဖခင်ကကောင်းမြတ်ခြင်းအလင်းကိုသင်ကိုကြည့်ခြင်းအပြင်မြင်လိမ့်မယ်သင်ကောင်းကင်ဖွင့်လက်ခြင်းခံစားရလိမ့်မယ်သင်သွားတဲ့နေရာတိုင်းမှာကောင်းကင်တကားတွေကဖွင့်လျက်ရှိပြီးတော့ကောင်းကင်ပရင်ပေါက်တွေကနေပြီးတော့ဘုရားကောင်းခြင်းမင်္ဂလာအကုန်အစင်သင်ပေါ်မှာသွန်းလောင်းလိုက်မယ်ဘုရားကယောသလိုပဲသင်ကိုသုံးလိုက်မယ်အေးတခြားလိုပဲသင်ကိုသုံးလိုက်မယ်လူတွေများစွာကိုလွတ်မြောက်စေလူဖြစ်ဘုရားတင်သုံးမယ်မြို့ကိုလွတ်မြောက်စေလူဖြစ်သုံးလိုက်မယ်မြို့ကိုလွတ်မြောက်စေမဟာဗျူဟာတွေဘုရားကသင်ကိုပေးမယ် strategies တွေနီလန်တွေ wisdom တွေပညာတွေဘုရားကသင်ကိုပေးလိုက်မယ်ယောသရဲ့ကောင်းကြီးမင်္ဂလာအေးတခြားရဲ့ကောင်းကြီးမင်္ဂလာမြို့ပေါ်မှာမင်းဖြစ်တဲ့ကောင်းကြီးမင်္ဂလာဘုရားကသင်တို့ပေါ်မှာတက်ရောက်စေလိုက်မယ်ယေရှုနာမ၌ခြင်းညာဘုရားကသင်တို့ကောင်းချီးပေးပါစေကောင်းဆောင်မှုပိုင်းဆိုင်ရာကောင်းချီးမင်္ဂလာနဲ့ကောင်းချီးပေးပါစေသင်တို့အမျိုးကိုပိုင်တဲ့သူတွေဖြစ်လိမ့်မယ်မျိုးကိုပိုင်ဆိုင်တော်သူတွေဖြစ်လိမ့်မယ်အာဗြဟံကိုဘုရားပြောသလိုပဲသင်မြင်သမျှသောမျိုးအောင်ငါသင်ကိုအပိုင်ပေးမယ်ဘုရားကအဲ့ဒီမျိုးမှာသင်ကိုဧည့်သည်ဖြစ်ထားတာမဟုတ်ဘူးအဲ့ဒီမျိုးမှာသင်တို့ကိုပို
ဆိုင်တော်သူအဖြစ်ထားတာဖြစ်တယ်ယေရှုနာမနဲ့ကောင်းချီးပေးတယ်အဲ့ဒီမျိုးဟာသင်ပိုင်ဆိုင်တဲ့မျိုးဖြစ်လာပါစေအဲ့ဒီမျိုးမှာသင်ပြောလိုက်တဲ့စကားတိုင်းဟာပြည့်စုံလာပါစေအဲ့ဒီမျိုးဟာသင်ကိုစီးနေမို့သင်ကအဲ့ဒီမျိုးကိုစီးနေမို့ရန်အတွက်ဖြစ်တယ်အဲ့ဒီမျိုးကသင်ကိုဦးဆောင်မို့သင်ကအဲ့ဒီမျိုးကိုဦးဆောင်ဖို့ဘုရားဆေလွတ်တာဖြစ်တယ်သင်ကအဲ့ဒီမျိုးကိုပြောင်းလဲစေဖို့ဖြစ်တယ်သင်ကအဲ့ဒီမျိုးအားဖြင့်ပြောင်းလဲမှာမို့သင်အားဖြင့်အဲ့ဒီမျိုးကပြောင်းလဲလိမ့်မယ်ယေရှုနာမနဲ့ကောင်းချီးပေးသင်ပေါ်မှာမျိုးကိုအောင်မြင်တဲ့အခွင့်အာဏာဘုရားခင်ပေးမလေးရှားအောင်မြင်တဲ့အခွင့်အာဏာPJ ကိုအောင်မြင်တဲ့အခွင့်အာဏာမြန်မာနိုင်ငံကိုအောင်မြင်တဲ့အခွင့်အာဏာရန်ကုန်ကိုအောင်မြင်တဲ့အခွင့်အာဏာမြို့ရဲ့စနစ်တိုင်းတကားတိုင်းကတင့်တော်ဖွင့်ပေးရလိမ့်မယ်ယေရှုနာမနဲ့ကောင်းချီးပေးမြို့ရဲ့တောင်တွေကသင်ကိုမြင်ရလိမ့်မယ်မြို့ရဲ့တောင်တွေရဲ့ထိတ်မှာဘုရားခင်သင်ကိုပို့ပေးပါစေမြို့ရဲ့တောင်တွေပေါ်မှာဘုရားထားတဲ့ရည်ရွယ်ချက်တွေသင်အားဖြင့်ပြည့်စုံလာပါစေစီးပွားရေးတောင်လူမှုရေးတောင်ဒီနေ့မိသားစုတောင်ကျန်းမာရေးတောင်ဒီနေ့အမှုတော်လုပ်ငန်းဆိုင်ရာတောင် entertainment တောင်အတောင်တိုင်းမှာဘုရားကအလိုတော်အသင်အားဖြင့်ပြည့်စုံလာပါစေဘုရားကဝိညာဉ်တော်အသင်ပေါ်မှာခြေဝင်နေစေရသားတွေဝမ်းမြောက်စရာတဲ့ကြားပြောဖို့ရအတွက်ဖြစ်တယ်မြို့ရဲ့စေရသားတွေအသင်ကိုမြင်တဲ့အခါမှာဝမ်းမြောက်လိမ့်မယ်မြို့ရဲ့စေရသားတွေဟာသင်အတန်ကိုကြားတဲ့အခါဝမ်းမြောက်လိမ့်မယ်သင်ဟာမြို့ရဲ့စေရသားတွေဝမ်းမြောက်စရာတဲ့ကြားပြောတဲ့လူဖြစ်လိမ့်မယ်ဧဝံဂေလိတရားကြားပြောတဲ့လူဖြစ်လိမ့်မယ်သူတို့လိုနေတဲ့စေရခြင်းကနေလွတ်မြောက်မယ်ဖြူဟာတွေကိုပေးတယ်လို့ဖြစ်လိမ့်မယ်လူတွေကိုအလုံးကိုင်းနေပြင်ဆင်ပေးတယ်လို့ဖြစ်လိမ့်မယ်သင်ဟာသူတစ်ပါးစီကနေမချီအောင်သူတစ်ပါးကိုချီငားနိုင်တော့သူဖြစ်လိမ့်မယ်ယေရှုနာမနဲ့ကောင်းချီးပေးမျိုးအသင်ပုံသွင်းမှာမဟုတ်တဲ့မျိုးပုံသွင်းမှာဖြစ်တယ်။တဲ့နှုတ်ကပတ်တော်အပြင်ပုံသွင်းလိုက်မယ်။ဝိညာဉ်တော်အပြင်ပုံသွင်းလိုက်မယ်။ဖခင်ရဲ့စကားအပြင်ပုံသွင်းလိုက်မယ်။ဖခင်ကပေးတဲ့ဉာဏ်ပညာအပြင်ရောသက်လိုမျိုးဒန်ယေလလိုမျိုးနိုင်ငံနဲ့မျိုးရွာတွေကိုပုံသွင်းတယ်လို့ဖြစ်လိုက်မယ်။တဲ့မျိုးကိုပြောင်းလဲစေဖို့ဘုရားခေါ်ထားတယ်လို့ဖြစ်တယ်။တဲ့နိုးချမို့စောင့်နေတယ်လို့မဟုတ်။တဲ့နိုးချမို့လုပ်တဲ့သူဖြစ်တယ်။တဲ့ကိုယ်တိုင်ကနိုးချမှုဖြစ်တယ်။တဲ့နိုးချမှုရဲ့ဦးဆောင်တဲ့သူဖြစ်တယ်။နိုးချမှုစီစဉ်တဲ့ဦးဆောင်တဲ့လူဖြစ်တယ်။နိုးချမှု business ရဲ့ဦးဆောင်တဲ့လူဖြစ်တယ်။ financial revival ရဲ့မျိုးပေါ်မှာဦးဆောင်တဲ့သူဖြစ်တယ်။တဲ့မျိုးအတွက်လိုအပ်တဲ့စနစ်တွေကိုတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးအတွက်ဘဏ်လုပ်ငန်းတွေကိုတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးအတွက်ကျန်းမာရေးစနစ်တွေကိုတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးအတွက်စီးပွားရေးလုပ်ငန်းတွေတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးအတွက်အသင်းတော်တွေတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးအတွက်ဖွံ့ဖြိုးတိုးတက်ခြင်းတွေတည်ဆောက်တဲ့လူဖြစ်တယ်။တဲ့မျိုးကိုစည်ရင်ခြင်းနဲ့လွတ်မြောက်စေတဲ့လူဖြစ်တယ်။တဲ့မျိုး၌မင်္ဂလာရှိလိမ့်မယ်။တဲ့မျိုး၌မင်္ဂလာရှိလိမ့်မယ်။မျိုးမှာတဲ့ကိုလူတွေကမြင်ကြလိမ့်မယ်။မင်္ဂလာရှိတော်သူလို့မြင်လိမ့်မယ်။တဲ့နာမည်ဟာလူတွေတို့ဝမ်းမြောက်စရာဖြစ်လိမ့်မယ်။တဲ့မျိုးတို့စေယုံတွေဆောက်ပေးမဲ့သူဖြစ်တယ်။တဲ့မျိုးမှာရှိလူငယ်တွေကိုဝမ်းမြောက်စေတဲ့သူဖြစ်လိမ့်မယ်။တဲ့နာမည်ဟာလူတွေဝမ်းမြောက်စေလိမ့်မယ်။လူတွေတဲ့ celebrity လို့ခေါ်ရလိမ့်မယ်။ဘာကြောင့်လဲဆိုလူတွေကတဲ့အပြည့် celebrate လုပ်ရတယ်။တဲ့ကိုကြည့်ခြင်းအပြည့်တို့ဝမ်းမြောက်ရတယ်။ဒါတဲ့ခေါ်ခြင်းဖြစ်တယ်။တဲ့တော့စည်ရသားတို့ဝမ်းမြောက်စရာတဲ့ကိုကြားပြောတော်သူဖြစ်တယ်။ You shall be celebrate. You shall be celebrate. Hallelujah. အဲ့ဒီတဲ့ဟာတော်လို့ခေါ်တဲ့နေရာမှာလည်းမင်္ဂလာရှိလိမ့်မယ်လူတွေမမြင်ရတဲ့နေရာမှာတဲ့ဟာမင်္ဂလာရှိလိမ့်မယ်ဗတ္တိဆန်ဆရာယောဟန်လိုပဲဒီနေ့လူတွေမမြင်ရတဲ့နေရာမှာပဲလေသူကမင်္ဂလာရှိတော်သူဖြစ်တယ်တော်ဆိုတဲ့နေရာတဲ့ဟာအောင်မြင်ဖို့ရအတွက်ဘယ်နေရာကိုမှစောင့်ကြမလို့နေရာတိုင်းမှာတဲ့ဟာအောင်မြင်လိမ့်မယ်ဘယ်နေရာမှာတဲ့ဆောင်းစရာမလိုဟိုမျိုးရောက်မှအမေရိကရောက်မှဟိုမျိုးရောက်မှဒီမျိုးရောက်မှမဟုတ်တဲ့နေရာတိုင်းမှာအောင်မြင်လိမ့်မယ်နေရာတိုင်းမှာဝမ်းမြောက်ရလိမ့်မယ်နေရာတိုင်းမှာကောင်းချီးခံစားနေရာတိုင်းမှာကြွယ်ဝလိမ့်မယ်နေရာတိုင်းမှာ celebrate လုပ်လိမ့်တဲ့ရောက်တဲ့နေရာတိုင်းကတဲ့ကိုချိုးဆိုလိမ့်မယ်ရောက်တဲ့နေရာတိုင်းကတဲ့အတွက်တကားတွေဖွင့်ပေးရလိမ့်မယ်တဲ့တော့မှမင်္ဂလာရှိလိမ့်မယ်လူတွေမမြင်တဲ့ပုဂ္ဂိုလ်ရေးရအသက်တာမှာပဲလေအောင်မြင်တဲ့သူဖြစ်မယ်တော်လို့ခေါ်တဲ့လူဝတ်တဲ့နေရာမှာပဲတဲ့အောင်မြင်တဲ့လူဖခင်နဲ့ဆက်ဆံရေးမှာအောင်မြင်တဲ့လူဖြစ်လိမ့်မယ်ယေရှုနာမနဲ့ကောင်းချီးပေးတယ်ကျွန်တော်ဝိညာဉ်ရမှာအောင်မြင်တဲ့သူတွေဖြစ်လိမ့်မယ်ဝိညာဉ်တော်နဲ့အောင်မြင်တဲ့သူတွေဖြစ်လိမ့်မယ်ဖခင်အတန်ကိုကြားရတဲ့သူတွေဖြစ်လိမ့်မယ်တဲ့ဒီနေ့တဲ့စိတ်နှလုံးကောင်းစားတဲ့လူဖြစ်လိမ့်မယ်တဲ့တော်လို့ခေါ်တဲ့လူတွေမမြင်ရတဲ့စိတ်နှလုံးနဲ့ပဲမှာကောင်းစားတော်သူဖြစ်တယ်ယေရှုနာမနဲ့ကောင်းချီးပေးတဲ့စိတ်ရဲ့ကြံ့ခိုင်တဲ့သူဖြစ်တယ်တဲ့စိတ်ရဲ့ရမှာရဲရင်တဲ့သူဖြစ်တယ် Oh supernatural boldness supernatural boldness ဘာလို့ရဲရင်ခြင်းနဲ့တဲ့ပြည့်စုံတော်သူဖြစ်လိမ့်မယ် supernatural
Lion of Judah ကဲ့သို့တရားဟောလိမ့်မယ်ရှင်တွေကဲ့သို့တရားဟောလိမ့်မယ်ရဲရင်ချင်းနဲ့စိန်ခေါ်လိမ့်မယ်ရဲရင်ချင်းနဲ့ခြေလမ်းလာလိမ့်မယ်ကြောက်ရွံ့ခြင်းနဲ့အားလုံးကိုတရားထားခဲ့လိမ့်မယ်တော်လို့ခေါ်တဲ့စိုက်ပျိုးရေးလုပ်တဲ့နေရာမှာသင်ဟာမင်္ဂလာရှိလိမ့်မယ်သင်ဟာဧဝံဂေလိတရားကိုစိုက်ပျိုးလိမ့်မယ်လေခွေးနဲ့စီသွားလိမ့်မယ်သင်ရဲ့လေဟာအလုံးပွားများလိမ့်မယ်သင်ရဲ့မျိုးစေ့တွေအစတရားအစတစ်ထောင်တိုးပွားလိမ့်မယ်သင်ရဲ့မျိုးစေ့တွေအပင်ပွားတဲ့အတွက်ကြောင့်သင်ဟာရိတ်သိမ်းနေသူဖြစ်လိမ့်မယ် You are a harvester In the name of Jesus I bless you You are the harvester သင်တို့ကရိတ်သိမ်းသောသူတွေဖြစ်တယ်လာမယ့်ဒီဇင်ဘာလမှာရိတ်သိမ်းလိမ့်မယ်လာမယ့် January မှာရိတ်သိမ်းမယ် February ရိတ်သိမ်းမယ် March မှာရိတ်သိမ်းမယ်2016တခုလုံးမှာရိတ်သိမ်းလိမ့်မယ်သင်တို့ကရိတ်သိမ်းသောသူတွေဖြစ်တယ်သင်တို့ကစိုက်ပျိုးသောသူတွေဖြစ်တယ်လို့သင်တို့ကရိတ်သိမ်းသောသူဖြစ်တယ်ပျောက်ဆုံးခြင်းတွေကိုရိတ်သိမ်းလိမ့်မယ်ကောင်းချီးမင်္ဂလာတွေကိုရိတ်သိမ်းလိမ့်မယ်ကျွေးဝခြင်းတွေကိုရိတ်သိမ်းလိမ့်မယ် Hallelujah သင်ရဲ့အပင်ဟာဆန္ဒလာပတ်လုံးတီးတဲ့အပင်ဖြစ်လိမ့်မယ်။ဗျာဒိတ်ချက်အဆုံးသတ်မှာပြောသလိုပဲအဲ့ဒီအပင်ဟာဆန္ဒလာပတ်လုံးအသီးကိုတီးတယ်။သင်ရဲ့အပင်နဲ့အားလုံးအသစ်တိုးကအပင်နဲ့အားလုံးဆန္ဒလာပတ်လုံးအသီးတီးတဲ့အပင်နဲ့ဖြစ်လိမ့်မယ်။သင်ဟာနေ့တိုင်းကောင်းချီးရမယ်။အပတ်တိုင်းကောင်းချီးရမယ်။လတိုင်းကောင်းချီးရမယ်။သင်ရဲ့လကတလနေမှာတစ်ခါထုတ်ရတာမဟုတ်ဘူး။စက္ကန့်တိုင်းမှာထုတ်ရလိမ့်မယ်။ယေရှုနာမနဲ့ကောင်းချီးပေးသင်ရဲ့လကစက္ကန့်တိုင်းမှာထုတ်ရလိမ့်မယ်။မိနစ်တိုင်းမှာထုတ်ရလိမ့်မယ်။နာရီတိုင်းမှာထုတ်ရလိမ့်မယ်။ယေရှုနာမနဲ့ကောင်းချီးပေးနေ့ရက်တိုင်းမှာထုတ်ရလိမ့်မယ်။လကစက္ကန့်တိုင်းနာရီတိုင်းနေ့ရက်တိုင်းအပတ်တိုင်းမှာထုတ်ရဖို့ယေရှုနာမနဲ့ကောင်းချီးပေးတနေ့လုံးစားလကတွေလည်းထုတ်ရလို့လတိုင်းလကလည်းထုတ်ရသလိုအပတ်တိုင်းလကတွေထုတ်ရမယ်။နေ့တိုင်းလကတွေထုတ်ရမယ်။ဖယားငယ်အတဲ့ကိုအခမပေးဘဲနဲ့မထောင်ဖယားငယ်နေတဲ့စိုက်ပျိုးတဲ့အရာတိုင်းကိုအခပြန်လေးရိတ်သိမ်းစေမှာဖြစ်တယ်။ You shall reap 100-fold 1,000-fold they are shut down တော့ပွားပြီးတော့ပြန်လေပြီးတော့ရိတ်သိမ်းရမာကလေးလေသင်တောင်းနေစုတယ်လေဘုရားကပေးမှာဖြစ်လို့သင်မတောင်းနေစုတယ်လေဘုရားကသင်ပေးမယ်ဒါရှောလမုန်ခံစားတဲ့ကောင်းချီးမင်္ဂလာဖြစ်တယ်ရှောလမုန်ဟာဉာဏ်ပညာကိုတောင်းပေမဲ့ဘုရားကသူမတောင်းတဲ့ဂုဏ်တရေနဲ့စီးစိမ်ကိုပေးတယ်ဒါဘုရားကလည်းသင်ကိုဂုဏ်တရေနဲ့စီးစိမ်ပေးပါစေဖယားကတဲ့ကိုဉာဏ်ပညာပေးပါစေကဘာမတဲ့နဲ့တူတဲ့လူတယောက်မှမရှိအောင်သင်ဉာဏ်ပညာနဲ့ပြည့်စုံတော်သူဖြစ်လိမ့်မယ်မာထာလေကိုရီယန်ဒါလာဘဆဲရဲ Hallelujah I bless you in the name of Jesus I bless you in the name of Jesus သင်ဟာသင်မဲ့ကောင်းချီးရရုံမကောင်းသင်သားသမီးတွေကကောင်းချီးရလိမ့်မယ်သင်ဝိညာဉ်သားသမီးတွေကကောင်းချီးရလိမ့်မယ်သင်သားသမီးတွေရှင်ဘုရင်တွေဖြစ်လိမ့်မယ်သင်ဝိညာဉ်သားသမီးတွေရှင်ဘုရင်တွေဖြစ်လိမ့်မယ် They shall be a mighty leader They shall be the mighty warrior in the name of Jesus သူတို့တွေဟာသင်ရဲ့လက်ထဲမှာကြီးပြင်းပေမဲ့သင်ထတာတဲ့သူတွေဖြစ်လာလိမ့်မယ်သူတို့တွေဟာသင်မသွားနိုင်တဲ့နေရာတွေကိုသွားလိမ့်မယ်သင်မလုံနိုင်တဲ့အရာတွေလုံလိမ့်မယ်သူတို့တွေကလွှမ်းမိုးတဲ့သူတွေဖြစ်လာလိမ့်မယ်သူတို့တွေကပြောင်းလဲမှုတွေကိုလုပ်တဲ့သူတွေဖြစ်လာလိမ့်သူတို့တွေမှာချိန်ချင်းအမင်္ဂလာဆိုတာမရှိအောင်ယေရှုနာမနဲ့ဖြတ်တောက်တယ်ချိန်ချင်းအမင်္ဂလာအလုံးကကုန်သွားပြီဖြစ်တယ်သူတို့တွေမှာကောင်းချီးမင်္ဂလာပဲရှိသူတို့ပေါ်မှာဖယားခင်ပေးတဲ့ကောင်းချီးမင်္ဂလာပဲရှိဘိုးဘေးကောင်းချီးမင်္ဂလာသာသင်တို့ရဲ့ဝိညာဉ်သားသမီးသင်တို့ရဲ့သားသမီးတွေပေါ်တက်ရောက်မှာကြောင့်ကောင်းချီးပေးသင်တို့ရဲ့ဝိညာဉ်သားသမီးတွေသင်တို့ရဲ့သားသမီးတွေကနေတမန်တော်တွေပေါ်လာမယ်သင်တို့ရဲ့သားသမီးတွေကနေ prophet တွေပေါ်လာမယ် evangelist တွေပေါ်လာမယ် missionaries တွေပေါ်လာမယ် pastor တွေပေါ်လာမယ်ဆရာတွေပေါ်လာမယ် hallelujah rabakala maseta leko mandere de come on are you ready to blessကောင်းချီးပေးအောင်တဲ့စီးပွားတွေကောင်းချီးပေးအောင်ယေရှုနာမနဲ့ကောင်းချီးပေးတယ်တဲ့စီးပွားတွေကောင်းချီးပေးတဲ့စီးပွားတွေဟာနေရာတိုင်းမှာဖြစ်လိမ့်မယ်တောမှာလည်းဖြစ်လိမ့်မယ်မြို့မှာလည်းဖြစ်လိမ့်မယ်တဲ့ရဲ့စီးပွားအခွင့်အရေးတကားတွေပွင့်လာပြီဖြစ်ကြောင်းကြေညာတယ်စီးပွားရေးဆိုင်ရာတကားတွေပွင့်လာပြီသင်တို့ကစီးပွားရေးမှာအကျွေးမရှိဘူးသင်တို့ရဲ့စီးပွားရေးတိုးပွားပြီးတိုးပွားနေသင်တို့ရဲ့စီးပွားရေးလားလုပ်ငန်းအမျိုးမျိုးရှိလိမ့်မယ်ဝင်ငွေ channel ခုနှစ်ခုမကရှိလိမ့်မယ်သင်တို့မျက်နှာမှာလည်းရိတ်သိမ်းရလို့ညမှာလည်းရိတ်သိမ်းရမယ်သင်တို့ရဲ့စီးပွားရေး24နိုင်9ရက်လုံးလေပတ်နေတဲ့စီးပွားရေးဖြစ်လိမ့်မယ် off day မရှိဘူးနေ့တိုင်းမှာစီးပွားဝင်ငွေရှိဖို့တော့ကောင်းချီးပေးHallelujah ဖယားကဝိညာဉ်ရကောင်းချီးပေးတယ်လို့ဝေကြီးဆိုင်ရကောင်းချီးတယ်လည်းတဲ့ကိုမပြတ်ပေးနေယေရှုနာမနဲ့ကြေညာတယ်တဲ့ဝိညာဉ်ရကောင်းချီးခံစားရတယ်လို့ဝေကြီးဆိုင်ရကောင်းချီးမင်္ဂလာတွေလည်းခံစားရတဲ့သူဖြစ်တယ်အရာအားလုံးကတဲ့များပြားလိမ့်မယ်တဲ့ငွေ
ွေကြေးတွေများပြားလိမ့်မယ်အိမ်တွေများပြားလိမ့်မယ်ဆိုင်ခန်းတွေများပြားလိမ့်မယ် staff တွေများပြားလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့ဉာဏ်ပညာတွေများပြားလိမ့်မယ်ဖခင်တကယ်တဲ့ကောင်းချီးပေးဖို့ရတဲ့သင်စရစရာမလိုသင်ကြွယ်ဝပြီးကြွယ်ဝလိမ့်မယ်သင်စရပြစရာမလိုလိုအပ်ပြစရာမလိုဖခင်ကတဲ့ကိုတဲ့နေနမိတ်တွေကိုခြေဝန်းစေမယ်ရှာဘတ်ဆူတောင်းတယ်လို့ကျွန်တော်ရဲ့နေပယ်ကိုခြေဝန်းစေပါဖခင်တကယ်တဲ့ကိုချဲ့ဖို့အလိုရှိရင်တဲ့ကိုဖခင်ကချဲ့ပေးမယ်တဲ့ယောမဖခင်တဲ့ကောင်းချီးပေးမှာမဟုတ်တဲ့ချဲ့ရင်ဖခင်တဲ့ကောင်းချီးပေးလာယေရှုနာမနဲ့ကောင်းချီးပေးခေါ်တော့ကျွန်တော်တို့ရိုးစရာမလိုချောင်းချိန်ညာကျွန်တော်တို့ချဲ့စရာပဲရှိယေရှုနာမနဲ့ကောင်းချီးပေးကျွန်တော်ရဲ့နေနမိတ်တွေခြေဝန်းလာဖို့ကောင်းချီးပေးကျွန်တော်ရဲ့နေနမိတ်တွေခြေဝန်းစေပါကျွန်တော်ရဲ့အတွေးခေါ်နေနမိတ်တွေခြေဝန်းစေပါကျွန်တော်ရဲ့မြင်တဲ့နေနမိတ်တွေခြေဝန်းစေပါကျွန်တော်ရဲ့အတွေးတဲ့နေနမိတ်တွေခြေဝန်းစေပါကျွန်တော်ရဲ့လမ်းတဲ့နေနမိတ်တွေခြေဝန်းစေပါကျွန်တော်မြင်တဲ့နေနမိတ်တွေခြေဝန်းစေပါဘုရားတကယ်ရှန်ထွက်တဲ့ကောင်းချီးမင်္ဂလာနဲ့ကောင်းချီးပေးပါဟာလေလုယာနေဘုရားခင်ကိုယ်တိုင်အသက်ကောင်းချီးပေးနေမှာတင်ဘလို့လို့စေးရနိုင်တော့မှာဖခင်ကိုယ်တိုင်ကတင့်ကိုကောင်းချီးပေးခြင်းအလုပ်ထဲမှာပါနေမှာတော့သင်မလို့ဆင်းရဲနိုင်တော့မှလည်းမိတ်ဆွေသင်မလို့မဆင်းရဲနိုင်သင်မလို့မဆင်းရဲနိုင်ပြောပါဦး I shall never be poor ငါဘယ်တော့မှမဆင်းရဲနိုင်ဖခင်ငါ့ကိုကောင်းချီးပေးနေ Hallelujah Hallelujah မခလေးကိုဆုခါကျွန်မဒီနေ့မှာပြောနေတဲ့အရာတွေအားလုံးကအာဗြဟံIsaac, Jacob, Israel မျိုးနွယ်ပေါ့ဘုရားချိန်ညာခဲ့တဲ့အရာတွေကျွန်မ alignment လုပ်ပြီးပြောနေရဖြစ်တယ်ဒီစကားတွေကပြည့်စုံနေတယ်ဘာကြောင့်ဆိုဘုရားကကျွန်မတို့နဲ့သဘောတူတယ်အဲ့ဒီအပြင် Abraham, Isaac, Jacob ကနဦးဖခင်ကြီးတွေသဘောတူကျွန်တော်တို့ကသဘောတူတယ်ကျွန်မတို့ကသဘောတူတယ် I agree in the name of Jesus I am blessed I am blessed Hallelujah ဒီကျွေးဝခြင်းဆိုတာအဆန်မဟုတ်ဘူးတင်ကျွေးဝခြင်းနဲ့စိတ်နှလုံးတင်စိတ်နှလုံးကောင်းစားတဲ့အရာရာမှာကောင်းစားတယ်အရာရာမှာကောင်းစားတယ်အရင်ဦးဆုံးစိတ်နှလုံးကျွေးဝပါတင်စိတ်နှလုံးကျွေးဝတင်ကျွေးဝတော့ဒီဖြစ်တယ်တင်အဖေကဒီလောကကြီးတစ်ခုလုံးပိုင်တယ်တင်ကလည်းအားလုံးပိုင်တယ်တင်မပိုင်တာဘာမှမရှိဘူးသင်မပိုင်တဲ့အိမ်မရှိဘူးသင်မပိုင်တဲ့မြို့မရှိဘူးသင်မပိုင်တဲ့ကားမရှိဘူးသင်မပိုင်တဲ့ဆိုင်မရှိဘူးသင်အားလုံးကိုပိုင်တယ် Can you say it သင်မြင်နိုင်ပါသလားမြင်နိုင်ပါသလားဒီနေ့သင်ဟာအားလုံးကိုပိုင်တယ်အားလုံးကသင်နဲ့ဆိုင်တယ်အားလုံးကသင်နဲ့ဆိုင်တယ်ကောင်းချီးမင်္ဂလာအားလုံးကသင်နဲ့ဆိုင်တယ်သင်မမြင်သေးတဲ့အရာတွေပင်သင်နဲ့ဆိုင်တယ် Hallelujah Hallelujah Rabba ba 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 baတရားဟောရ28အငယ်8မှာပြောတယ်သင်ဤဘန္နာတိုင်း၌၎င်းသင်ပြုလေရာရာ၌၎င်းဖျားခင်သည်သင်အပေါ်မှာမင်္ဂလာရောက်စေခြင်းကမိန်တော်မူသင်ဘုရားခင်ထာဝရဘုရားပေးတော်မူသောပြည်၌သင်ကိုကောင်းခြင်းမင်္ဂလာပေးတော်မူယေရှုနာမ၌ကြည်နေတယ်သင်ဟာဘန္နာတိုင်း၌နေတဲ့သူဖြစ်တယ်သင်မှာ safe box အကြီးကြီးရှိလိမ့်မယ်သင်ကိုဘုရားကဘန္နာတိုင်းပေးလိမ့်မယ်ဘန္နာထဲတဲ့တက်တာလေးပဲမဟုတ်ဘန်နာဒိုက်ဖြစ်တယ်ဘန်နာဒိုက်ဖြစ်တယ်မြင်ရောက်မှတနေ့ကျရင်ဘန်မှာတင့်အတွက်အခန်းပေးရလိမ့်မယ်ဘန်မှာတင့်အတွက်အခန်းပေးရလိမ့်မယ်ဘာဖြစ်လို့လဲဆိုတင့်မှာသိန်းစရာတွေအများကြီးရှိရဲ့အတွက်ကြောင့်ဖြစ်တယ်ဘုရားကတင့်ကိုယဉ်ကျေးမြုပ်နှံခြင်းလုပ်ငန်းတွေများစွာပေးလိမ့်မယ်ဘုရားကတင့်ကိုငွေကြေးတွေအများကြီးပေးလိမ့်မယ်ဘုရားကတင့်ကို digital ပတ်စံတွေပေးလိမ့်မယ်ဘုရားကတင့်ကို cash တွေလည်းပေးလိမ့်မယ်ဘုရားကတင့်ကိုဒီအိမ်ယာတွေအားဖြင့်လည်းဘုရားကတင့်ကိုကောင်းချီးပေးလိမ့်မယ်။သင်ကို asset တွေဘုရားကပေးလိမ့်မယ်။ဘုရားကသင်ကိုရိတ်သိမ်းစေမယ်။ဘုရားကသင်ကိုကောင်းချီးပေးမယ်။သင်ဘန်နာတိုင်းနဲ့နေရလို့ဖြစ်တယ်။ရန်သူရဲ့ agency အထမမြောက်ရအောင်။ဘန်နာတိုင်းကိုဖောက်ဖို့ကြိုးစားရန်သူကနောက်ဆုတ်သွားတယ်။ဘာလို့လဲဆိုဒီဘန်နာတိုင်းကဘုရားဆောက်ပေးထားတဲ့ဘန်နာတိုင်းဖြစ်တယ်။ယေရှုနာမနဲ့ကောင်းချီးပေးတယ်။သင်တစ်ဖက်မှာထားတဲ့လက်နဲ့တစ်စုံတစ်ခုမျှအထမမြောက်ရအောင်။သင်တစ်ဖက်မှာထားတဲ့လက်နဲ့တစ်စုံတစ်ခုမှအထမမြောက်ရရန်သူကကြံစီပြီးဘယ်တော့မှမအောင်မြင်ဖြစ်တယ်မအောင်မြင်ရရုံမှပြန်တိလိုက်မယ်ဒါပေမဲ့ဘယ်တော့မှမကြုံရအောင်ဖြစ်တယ်ဘုရားကတင်လုံလေးရမှာတင်ကောင်းချီးပေးမယ်တင်လုံလေးရမှာအောင်မြင်ခြင်းပေးမယ်တင်ပြုလေးရ၌၎င်းထာဝရဘုရားသည်တင်ပေါ်မှာမင်္ဂလာရောက်စေမယ်တင်ပြုလေးရ၌ကောင်းချီးရလိမ့်မယ်
တင်ပါပဲလို့ကောင်းကြီးရလိမ့်မယ်တင်မှုတော်ဆိုင်မှုတော်ထဲမှာကောင်းကြီးဖြစ်လိမ့်မယ်တင်ကိုလူတိုင်းကလိုချင်တယ်ဘာဖြစ်လို့လဲဆိုတင်ပါရတဲ့ဖွဲ့ကအောင်မြင်တယ်တင်ပါရတဲ့တင်တော်အောင်မြင်တယ်တင်ပါရတဲ့လုပ်ငန်းအောင်မြင်တယ်တင်ပါရတဲ့ခရီးစဉ်အောင်မြင်တယ်တင်ပါရတဲ့စီးပွားအောင်မြင်တယ်တင်ရှိတဲ့စီးပွားတွေတိုးတက်လိမ့်မယ်တင်ရှိတဲ့မိသားစုဝမ်းမြောက်ရလိမ့်မယ်တင်ရှိတဲ့အတွက်တင်တော်ဟာဝမ်းမြောက်ရလိမ့်မယ်တင်ရှိတဲ့အတွက်နိုင်ငံဟာဝမ်းမြောက်ရလိမ့်မယ်တင်ပြုတ်လေတဲ့မြတ်မှာအောင်မြင်တဲ့ကောင်းချီးမင်္ဂလာခံရတဲ့သူဖြစ်တဲ့အတွက်တင်ရှိတဲ့နေရာတိုင်းမှာဖခင်ကကောင်းချီးမင်္ဂလာပေးလိုက်မယ်တင်ကောင်းချီးကောင်းကင်ရဲ့အရင်မြစ်တဲ့အလုံးလုံးတဲ့လူဖြစ်တယ်တင်ရှိတဲ့နေရာတိုင်းမှာအရာအလုံးရှိ Nothing is impossible with God Nothing is impossible with you Nothing ဆိုတာတင်မှာမရှိတင်ရှိရအလုံးရှိလိုက်မယ်အရာအလုံးရှိတဲ့သူဖြစ်တဲ့တင်ဟာတင်ရှိတဲ့အတွက်ပတ်စံနေရှိလာတယ်တင်ရှိတဲ့အတွက်အရေးချင်းနေရှိလာတယ်အရေးချင်းမရှိတဲ့လူတွေပဲလေတင်ရှိတဲ့အတွက်အရေးချင်းနေရှိလာလေတင်ဟာအယိုးကြောက်တွေကိုစစ်တပ်ဖြစ်စေတဲ့လူဖြစ်တယ်တင်ရှိတဲ့အတွက်အရာအလုံးရှိလာလိမ့်မယ်ဘာမှမသိတဲ့လူတွေကတင်ရှိတဲ့အတွက်သိလာလိမ့်မယ်ဘာမှမလုပ်တတ်တဲ့လူတွေကတင်ရှိတဲ့အတွက်လုပ်တတ်လာလိမ့်မယ်စီကမရှိတဲ့လူတွေကတင်ရှိတဲ့အတွက်စီကရှိလာလိမ့်မယ်Hallelujah တဲ့ရှိတဲ့တော့နှုတ်ထားမှုရှိလိုက်မယ်တဲ့ရှိတဲ့တော့ကြွယ်ဝခြင်းရှိလိုက်မယ်ဘုရားကတဲ့နဲ့အတူတူအလုံးလုံးမယ် Hallelujah တဲ့နင်းတဲ့တော့မြေမှာဘုရားကတဲ့ကိုကောင်းချီးပေးမယ်တဲ့နင်းတဲ့မလေးရှားမှာဘုရားကတဲ့ကိုကောင်းချီးပေးမယ်တဲ့ဒီမြေမှာစိုက်ပျိုးခြင်းကြရပြီးတော့အညွန့်တလူလူနဲ့ပေါ်ထွက်တဲ့သူဖြစ်လိုက်မယ်ဒီမြို့မှာတဲ့ဖြစ်စည်းကံမရောက်လာတာမဟုတ်ဒီမြို့မှာအညွန့်တလူလူအပေါ်တက်ဖို့ရောက်လာတာဖြစ်တယ်ယေရှုနာမနဲ့ကောင်းချီးပေးဒီမြေအသင်အတွက်အသီးသီးရလိမ့်မယ်ဒီမြေအသင်ကိုအသီးသီးစေလိမ့်မယ်ဒီမြေမှာသင်စိုက်သမျှအရာအလုံးအစ30 60 100တိုးပွားလိမ့်မယ်ဣသရေလလူတွေဖျားခင်ပြောသလိုပဲသင်တို့မဆိုင်တဲ့ဥယျာဉ်ကအပင်ကိုသင်တို့ကစားရလိမ့်မယ်သင်တို့ကမလေးရှားမှာမဆိုင်ပေမဲ့စားရလိမ့်မယ်မလေးရှားမှာမဆိုင်ပေမဲ့အင်ကိုပိုင်တွေရလိမ့်မယ်မလေးရှားမှာသင်တို့ကမဆိုင်ပေမဲ့ကိုပိုင်ကားတွေရလိမ့်မယ်ဘယ်ဝင်းချင်ဒီပတ်ဝန်းကျင်သင်ကောင်းကြီးရဖို့ထောက်ပံ့ပေးတဲ့ပတ်ဝန်းကျင်ဖြစ်တယ်မလေးရှားကသင်ရှင်သန်ဖို့သင်ကြီးထွားဖို့သင်ကောင်းကြီးရဖို့ရတဲ့ဖျားပေးတဲ့နိုင်ငံဖြစ်တယ်မလေးရှားမှာသင်ပြည့်စည်မှာမဟုတ်မလေးရှားမှာသင်ကောင်းကြီးရမယ်မလေးရှားမှာသင်အောင်မြင်လိမ့်မယ်မလေးရှားမှာဘုရားကတင့်ကိုထိတ်ဆုံးကိုပို့ပေးလိမ့်မယ်နိုင်ငံတော်အစိုးရတွေနဲ့တစပွဲနဲ့စားလိမ့်မယ်မိတ်ဆွေသိလားမနေ့ကကျမနဲ့ဒီနိုင်ငံရဲ့အစိုးရနဲ့ကျမတို့တစပွဲနဲ့ထိုင်ပြီးအစားစားခွင့်ဖရားပေးတယ်အဲ့ဟောစရာကောင်းတယ်ကျမတို့ DMC မှာပါစတာတွေအားလုံးထဲမှာကျမနဲ့ဒီအသင်းတော်ရဲ့ဦးဆောင်တဲ့အကြီးဆုံးပါစတာနဲ့နှစ်ယောက်ပဲပါကျန်တဲ့သူတွေကအသင်းတော်ရဲ့ elder တွေဖြစ်တယ်ပြီးတော့အဲ့ဒီပုံကိုနဲ့အတူတူထမင်းစားတဲ့ခွင့်ဖရားပေးတယ်ဒီကျမတို့ကြီးညာခဲ့တာဖြစ်တယ်အခုမှကျမစကြီးညာတာမဟုတ်အဲ့ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကျမကြီးညာတဲ့ဖရားခံပေးလာပြီမြန်မာနိုင်ငံမှာတော့မဟုတ်မလေးရှားမှာဖြစ်တယ် hallelujah hallelujah ဒီနေ့ကျရင်တို့တရားဟောတဲ့သူဖြစ်လာလိမ့်မယ်ဒီနေ့ကျမကောင်းကြီးပေးတယ်တင်တို့တွေကအဲ့ဒီကောင်းကြီးမင်္ဂလာနဲ့ဆိုင်နေသူဖြစ်တယ်တင်တို့တော်တဲ့နေရာမှာဘယ်သူမှမသိမသာဆိုတာမရှိအောင်အလုံးတိတိသားသားပဲတင်ကိုလူတွေကသိလိုက်မယ်အဲ့ဒီပြင်တရားတာလိုက်မယ်သိပြီးတော့တာလိုက်မယ်သိပြီးတော့တာလိုက်မယ်တင်တို့ကအဲ့ဒီရောက်တဲ့နိုင်ငံရဲ့အကြီးဆုံးပုံကိုယ်တွေပဲလေကောင်းကြီးဖြစ်ရတဲ့သူဖြစ်လာတင်ကိုကြည့်ပြီးတော့လေးစားရလိုက်မယ်တင်ကိုကြည့်ပြီးတော့ဝါလို့ပြောရလိုက်မယ်တင်ကိုကြည့်ပြီးတော့အံ့ဩရလိုက်မယ်ယေရှုနာမနဲ့ကောင်းကြီးပေးတင်ဟာအမီးမဟုတ်ကောင်းဖြစ်တယ် Go and lead people လူတွေကိုတွားပြီးတော့ဦးဆောင်ပါယေရှုနာမ၌ဆေလွတ်တယ်ဣသရေလလူတွေကိုဘုရားကပြောတဲ့စကားအဲ့ဒါဖြစ်တယ် Go and lead the world ဒီလောကကြီးကိုတွားပြီးတော့ဦးဆောင်ပါကျွန်တော်ကငါရွေးကောက်တဲ့လူတွေဖြစ်တယ် DUMC ကျွန်တော်ကိုဘုရားကရွေးကောက်တယ်တွားပြီးတော့ဦးဆောင်ပါဒီလောကနိုင်ငံတွေကိုဦးဆောင်တဲ့လူတွေဖြစ်တယ်ကျွန်တော်ဟာကျွန်တော်ကျွန်မကောင်းချီးပေးတယ်ကျွန်တော်မြေဟာကျွန်တော်ကိုကောင်းချီးပေးတဲ့မြေဖြစ်လာတယ်ယေရီခေါတွေကကျွန်တော်ရဲ့ရှေ့မှာပြိုကျလိမ့်မယ်ယေရီခေါမြို့ရိုးတွေဟာသင်ချီးမွမ်းတဲ့အခါမှာပြိုကျတယ်ဒီမြို့မှာယေရီခေါတွေမရှိဘူးအားလုံးပြိုကျတယ်မြို့ရိုးကြီးတတိုင်းနဲ့အားလုံးပြိုကျရတယ်ဟာလေလုယာသင်နေတဲ့မြေဟာအကောင်းဆုံးသောလူတွေဖြောင်းမတဲ့လူတွေတန်ရှင်းတဲ့လူအုပ်စိုးတဲ့လူဖြစ်ဘုရားကတည်းကအုပ်စိုးဖို့ခေါ်တာ
မိုးဖို့တော့ခေါ်ဘုရားကတဲ့မို့ကောင်းကြီးဟာလေလုယာယေရှုနာမနဲ့ကောင်းကြီးပေးကိုရဣသရေလဆန်နွယ်ကောင်းကြီးမင်္ဂလာဒီလူတွေပေါ်မှာတက်ရောက်စေအိုးဘုရားကကျွန်တော်တို့ဆူတောင်းခြင်းနေပေတဲ့မှာအချိန်ယူနိုင်တော်သူတွေဖြစ်စေပါဆူတောင်းခြင်းမှာမွေးလျော်တဲ့သူတွေဖြစ်စေပါဆူတောင်းခြင်းအပြင်ကြေညာတဲ့အရာတစ်ခုချင်းစီတိုင်းဟာဘဝတက်တာတွေမှာမြင်လာရတဲ့ခွင့်ကိုကိုလိုပေးပါကိုလိုယေရှုတင်တယ်ကောင်းကြီးခံစားတဲ့လူတွေကိုတရားဟောဖွင့်ပေးလို့ယေရှုတင်တယ်ကောင်းကြီးမင်္ဂလာနဲ့ထိုက်တန်တဲ့လူတွေကိုကိုလိုဝေငှရတဲ့ခွင့်ပေးလို့ယေရှုတင်တယ်ဒီလူတွေအပေါ်မှာခတ်သိမ်းတော့ဒီကျမ်းစာ66ဆောင်လုံးမှာပါတဲ့ကောင်းကြီးမင်္ဂလာတွေအားလုံးတို့ပေါ်မှာတက်ရောက်ပါစေဓမ္မဟောင်းကကောင်းကြီးမင်္ဂလာတွေလည်းတက်ရောက်ပါစေဓမ္မသစ်ရဲ့ကောင်းကြီးမင်္ဂလာတွေဒီလူတွေပေါ်မှာတက်ရောက်ပါစေ Oh God we receive it we receive it မာရိကျင်ရတယ်ပဲကျွန်တော်ကျင်ရတယ်နောင်ကာလ၌လူခတ်တဲ့အရှင်အဆက်တို့ဟာသူတို့ကိုမင်္ဂလာရှိတဲ့သူဟု၍ခေါ်ရတယ်လူတွေဟာသူတို့ကိုသိတဲ့အခါမှာတခုတည်းအားဖြင့်သိလိမ့်မယ်ကောင်းကြီးခံစားရတယ်ကောင်းကြီးခံစားရတဲ့လူအဖြစ်လောကကြီးရဲ့တဲ့သိတယ်ထာဝရဘုရားကောင်းကြီးမင်္ဂလာစီးစိမ်ကိုဖြစ်စေတယ်ထိုစီးစိမ်နဲ့ဝမ်းနေခြင်းရောတော့ဘုံဘဝမှာဝမ်းနေခြင်းဆိုတာမရှိပူဆွေးခြင်းဆိုတာမရှိစိတ်တကြခြင်းဆိုတာမရှိဘာလို့လဲဆိုကောင်းခြင်းနဲ့တဲ့ကိုအစင်ဝမ်းမြောက်စေဘုရားကယေရှုတင်တယ်ကျွန်တော်တို့ကမှထားတဲ့ကိုရဲ့နှလုံးသားဘယုနာတဲ့ယေရှုဒီဘယုနာနေ့တိုင်းမှာအသက်ဖြစ်နေတဲ့ယေရှုတင် We thank you, we honor you, we glorify you. In the name of Jesus we pray. Yeshua namanai sudau maiva. Amen. Hallelujah. Amen. Along biar ke kamji pe basi.